ကျေးဇူးတော်ရှင်ဧကမဟာပန္နိတမိုးကုတ်ဆရာတော်ဘုရားကြီးမန္တလေးမြို့ဦးချစ်ဆွေဓမ္မယုံကြီးပေါ်တွင်31ရက်1လ58ခုနှစ်၌ဟောကြားဆုံးမတော်မူအပ်သောရှင်စန္ဒသုတ်တံအမှတ်1တရားတော်ဆိုတော့မနေ့ကတောင်းခံကြလို့တရားထုတ်ကြပါလို့ပြောပြောနော်တရားအထုံးမရဘူးအမ်းတယ်လို့ရှိရင်မရဘူးဒါလည်းဆိုရင်အများမှတ်ကြပါတရားဘယ်လိုမှရအထုံးမရမှတရားကိုဘယ်လိုမှဆူတောင်းမရဘူးလို့မှတ်ထားပါဆူတောင်းပြီးအထုံးတဲ့ရှိကိုပို့ဖို့ဆူတောင်းကြအဲ့ဒါပြီးတော့ဘာလို့ဆုံးနေတဲ့ပုဂ္ဂိုလ်တွေကျရင်တော့အထုံးမနာမယ်အထုံးမယ်နာမှုရှိမှလည်းအထုံးမရှိနာမှုရှိရှိကအထုံးမှုဒုတိယချက်အဲ့ဒါဒီလိုကမှလာတာကသစ္စာနဲ့ပတ်သက်တဲ့တရားနာမှု၎င်းတဲ့အထုံးမှုဒီမခုရှိလို့ရှိရင်သာဝကပါရမီပြုဝါဒတဲ့ဗန္ဒရာဝံလာရန်ဆက်နိုင်တယ်ပြောလိုက်အဲဒါတရားနာမှုနဲ့အထုံးမှုမခုတော့ဘူးဒီမခုရောလက်ခံကြည့်ကြပါလို့ဆိုတော့ဓမ္မတွေပြောလိုက်အဲ့တော့တရားကိုအထုံးမရမယ်ဥစ္စာကိုဓမ္မကိုခဏစဉ်းစားကြတာကဓမ္မတွေအခုအထုံးလို့ရှိရင်ထုတ်ပါမထုတ်လို့ရှိရင်ဆိုတော့အမှုတွေပါပြီးတော့ဘေးကိုစောင့်နေနေတဲ့ပုဂ္ဂိုလ်နဲ့တူတယ်လို့ပြောလိုက်နော်ဘေးကိုစောင့်နေတဲ့ပုဂ္ဂိုလ်နဲ့တူတယ်တရားမရတဲ့ပုဂ္ဂိုလ်ကနဲ့တူတယ်ဘေးကိုစောင့်နေတဲ့ဘေးကိုကြံနေရန်ဒီမှန်တွေကိုစောင့်နေတဲ့ပုဂ္ဂိုလ်နဲ့တူတယ်ဒါကြောင့်မို့ဆိုတော့ဓမ္မတွေယခုချိန်လေးမှာနာမည်ထက်ပုဂ္ဂိုလ်ဆရာမရှိတဲ့လာနိုင်မှုကောင်းမှုတွေဒီချိန်လေးကကြော်ပြီးကြတာဟိုကသေတဲ့ချိန်ကြလာတော့အထုတ်နိုင်မှာမလားဒီလိုကလည်းမရှိတော့အထုတ်မှုတခါချိန်ရရှိရမယ်ဆိုတော့အမှန်ပဲရအဲ့ဒါဒီအောင်လို့ဆိုရင်သေသေးဘူးလို့စောင့်နေပြီးကြတာနေတိုင်းနဲ့တူတယ်အာမထုတ်ဖြစ်အောင်လို့ဧဝေမိသံဃာနဲ့မတူဘူးလားဧဝေမိနဲ့တွေ့ပြီးဆိုမှချင်းဓမ္မတို့ကအထုတ်ရှင်များတယ်လေခါတိုင်းနာတိုင်းအကျိုးဆံဖြူအရိယဘုဒ္ဓကမမျှဆရာဥက္ကမံတို့ကစဉ်းစားရမယ်မဖြစ်နိုင်တော့ဘူးအဲ့ဒီကျတော့ဘာမှဒီအမ်းတဲ့ပုဂ္ဂိုလ်ဘေးဆောင်နေတာနဲ့တူတယ်ဆိုတော့မဆက်နိုင်ကြဘူးဒါကြောင့်အာမထုတ်ဖြစ်အောင်လို့ဘေးဆောင်နေတာဘေးကိုဆောင်ဆိုင်နေတဲ့နဲ့တူတယ်လို့အလို့ပါပြီးတော့ဟောတာအဲဒါကြောင့်ဆရာကြီးရဲ့အသိဉာဏ်နဲ့ဘုရားရဲ့အသိဉာဏ်နဲ့တရားဓမ္မတွေကိုအကြောင်းကြားပါတယ်ဘေးကိုဆောင်နေရတယ်ကွာဒီလိုရမှုရတဲ့ကကျေးဇူးလိုက်ပါလို့ဒီမှာမတိုက်ကြရနော်အခုရမ်းတဲ့ဘာကိုစောင့်နေနေတာလဲဒီဆိုရပါလားဓမ္မတို့အနာဂတ်ဘုရားနဲ့စောင့်နေတာနဲ့တည်းတူတယ်။ဘာနဲ့တူပါလဲ။အနာဂတ်ဘုရားနဲ့စောင့်နေတာနဲ့တည်းတူတယ်ဆိုတော့ဓမ္မတို့ဘုရားမှာကြောင်းဆိုရင်လည်းမိသားပြ။ဘုရားကမိသားပြ။ဘုရားကဒီရဲ့จิตတဲ့လေးလုံးနေပါဦးမလားမလေးနိုင်တော့အခုချိန်မလို့တဲ့ပုဂ္ဂိုလ်ကြီးဘုံမှုဘဝမှာလည်းရှင်ဆွဲနေတဲ့ပုဂ္ဂိုလ်ဘေးဆောင်နေတဲ့ပုဂ္ဂိုလ်ရှင်းရလားဒါကြောင့်နိုင်ဒီကံဘေးဆောင်နေတဲ့ပုဂ္ဂိုလ်မှာပါသေးတာမပါနဲ့မပါနဲ့ဒီလိုရလည်းနေကြမှာဝင်တော့ဘေးဆောင်နေတဲ့ပုဂ္ဂိုလ်ဆိုတော့ဒီအရုပ်တဲ့ပုဂ္ဂိုလ်ကိုမဆိုလို့ဒီလိုမှအထုတ်နိုင်ဆိုတဲ့ပုဂ္ဂိုလ်ဘာကြောင့်လဲနဲ့ဒီလိုအဲဒါကြောင့်ဓမ္မတွေကိုစိတ်ကိုဆုံးမရဒါဘုရားရမှုတော့နော်အနာကအာလုံးဆုံးရတဲ့ဒီလိုကမှမလာမလို့နော်ဒါကြောင့်ဒီလိုကမှဆိုတော့ဉာဏ်ဖြစ်ပြီးကြတော့နေတော့ဘုန်းကြီးဓမ္မတွေအခုမလို့ပြောတဲ့ပုဂ္ဂိုလ်ကဘေးအန္တရာယ်ကိုဆိုင်နေတဲ့ပုဂ္ဂိုလ်နဲ့တူတယ်လို့ဒီလိုရောင်းလို့ဆုံးဖြတ်ချက်
ဝင်တော့တည်းဆုံးကြချမ်းဒီလိုဘုရားကလာရရဆန်းဆန်းနေတာနဲ့တကယ်ဒါကြတော့ကြည့်ရမယ်လို့ကိုဘယ်ဆန်းဆန်းမလို့ရှိရင်ဘယ်နဲ့ပြောကျွတ်ဆွဲလက်ဆွဲမြင်လို့ရလားအဲ့ဒါကြောင့်ဒါဒီကလည်းဘယ်ဆိုရကျတမျိုးပဲလို့ဆိုတာပေါ်လာကြဒါမျိုးဒါဖြင့်ဘုရားကဘယ်မှာကြီးဘယ်ဆောင်မလို့ဟိုဘုရားကလည်းစောင့်မလို့ယခုအထုတ်ကြလို့သူပြောလိုက်တယ်နော်ဘယ်လိုကဘုန်းကြီးကတတ်တယ်ကမပြောအောင်ဟောနေတဲ့ဘုန်းကြီးတတ်တယ်ကစကားကိုမိလို့နိုင်တဲ့ဘုန်းကြီးဝမ်းသာပြောင်းမိလို့နိုင်တဲ့ဘုန်းကြီးတွေသင်ရတယ်ခမည်းတော်ကအခုမလို့သေးသေးနဲ့ဘယ်ဆောင်မလို့ဘယ်ပြုမှာလဲဆိုမလို့ဖြစ်တော့ဘူးမှန်ပါပါဒါကြောင့်ဒါကြောင့်ဘုရားဘုရားပုဂ္ဂိုလ်တွေလည်းဆုံးဖြတ်ကြကြတယ်ဒီဆောင်လို့ဒါကဘုရားကိုညာလေးအတုနာဓမ္မရဲ့အတုလည်းညာဓမ္မရဲ့သိခဲ့ပေါ်လာလို့ရှိရင်ချက်ချင်းထားအထုလိုက်နော်ဆောပါဘုဓမ္မရဲ့ဆိုလို့ရှိရင်ပြန်ဒါဘုရားနေတာပဲလို့မှတ်လိုက်ရှင်းလားဆောပါဘုရားဆိုကြအောင်လားဘုရားနေတာပဲလို့အောင်မကြဆိုတော့ခဏကပဲယခုကိုယ်ကိုရောက်မလာဘူးလားရောက်လာတာသင်္ချာဘုရားကနေတဲ့အတွက်ကအနာဂတ်ဘုရားနဲ့ပုဂ္ဂိုလ်လို့ပြောရင်ကရဏကြီးကဟောလိုက်ပြီးတော်ဘူးမှန်မှန်အဲ့ဒါကဒါရင်းမျိုးကြီးရဲ့ရှင်းနေတယ်လို့ဒီလိုမလုပ်ဘူးဆိုတာလို့ဆိုတဲ့ပုဂ္ဂိုလ်ကိုဘယ်ထောက်သွင်းရမလဲဘုရားကလည်းစောင့်တဲ့ပုဂ္ဂိုလ်ပဲလို့ဆိုတာကိုမှတ်ပါဘုရားကလည်းရောင်းတဲ့ဘုရားမရောင်းတဲ့ဘုရားဧကံတဲ့ကိုတွေ့ရမှာနော်။လည်းမြင့်တဲ့ဒီကိုရအောင်လုပ်နိုင်တယ်။ဒါဆိုတဲ့ဘုရားလည်းအောင်နိုင်ဒီလိုဆောင်နေတယ်လို့ဆိုရမယ်။အဲ့ဒါကြောင့်ကိုယ်တမ်းဖြစ်စေ၊တမ်းနေတဲ့သမန်တဲ့ဖြစ်စေ၊ဒါကလည်းမင်းရတာတာဝန်ဖြစ်စေ။ဘယ်တော့ဆောင်နေနဲ့မြတ်စွာဘုရားကဒါမင်းတို့ပြည်စံကမိဘအမှုထုံမှာဒီလိုချေရဟောတယ်ဒီလိုအမှုတဲ့ပုဂ္ဂိုလ်ဟာအခုကြံတယ်လို့အခုတရားနာရတယ်အခုအားထုတ်ရမယ်လို့ကိုဖြည်းဖြည်းနဲ့အားထုတ်မယ်လို့စိတ်သင်္ကြန်ချက်ချနေတဲ့ပုဂ္ဂိုလ်များဒုရယန္တရာကိုစောင့်နေတာတဲ့အားထုတ်မလို့မဟုတ်ဘူးတဲ့။ဘာကြောင့်ဘာဆောင်ဒီရရမှာအန္တရာယ်လို့ဥစ္စေကဥပဒေတက္ကမတုံးကဥနာမကနရမညာလို့ဖြတ်ချလိုက်တယ်ဘယ်ဆောင်နေလဲမတူဘူးလား။အဲ့ဒါကြောင့်ဘဝရမရဲ့သိမှန်တဲ့ဒီအေးဆောင်နေတာရှင်းလားဒါကြောင့်ကောင်းရင်တခါဒီချိန်ကိုအထုံးနဲ့ဆိုတော့အာမထုပ်ပြတယ်ဆိုလို့ရှိရင်လည်းအေးပြီးလို့ရှိရင်မျက်မှန်ကနာရဲရလဲလာမှလည်းမလာဘူးဒါကြောင့်ဒီအာမထုပ်တဲ့ပုဂ္ဂိုလ်ညှိလို့ဒါဆောင်ညာလာလို့နာရဲဆောင်နေကြတယ်ဆိုတော့ဥအောင်ကိုရှင်းမှတ်လားအမှုတဲ့ပုဂ္ဂိုလ်ဘာလို့ဆောင်ဦးနဲ့ပြောဆိုရတယ်ဘုရားကသင်္ကြန်မှာပြောရတဲ့ဘုရားကြားနေရင်ဒီပရိသေရဝရမလို့ရင်းမကြလားဘာဆောင်နေလဲခင်ဗျားတို့အဆက်တယ်အခုဒုက္ခကြောက်တော့မယ်ဆိုလို့ရှိရင်မကောင်းဘူးလားဘယ်နေရာမှာဘုရားလက်ကမှလည်းဆောင်နေရတာတော့ဆိုတော့မလုပ်ကြအောင်လို့ဆောင်ပါပါဗျာဒုက္ခကြီးကျိုးလို့ကောင်းပါဆိုလို့ဆောင်ပါပါဗျာဒီလိုပဲမရဘူးလားဘယ်တော့မှဝရမတွေဗမချက်ရှိတာမချက်ရှိပါဘူးတခါသိရပါဦးနဲ့ခင်ဗျားတို့စနေတဲ့ဥစ္စာအခုချိန်မှာဆရာဘုန်းကြီးကဟောဝရမဝရရကောင်းလို့အစာကြည့်ချက်တုံးနာဘုန်းကြီးအစာတွေရစားလို့ကောင်းလို့ကြည့်ချက်တုံးဆိုတော့နာဘုန်းကြီးကလည်းရှင်တယ်ဗျာအဲ့ဒါနာဘုန်းကြီးကလည်းဆိုမှာအစာတွေရလို့ပြင်းလို့ယောဂဝင်မှာထူရလာမှာအထုပ်ပါမယ်ဆိုတော့ရည်ရည်ဝင်လို့ရပါဘာလို့ဆောင်နာဘုန်းဆောင်လို့ရတယ်တူတယ်အနာကျသေးတယ်ဗျာနော်လာမလားမလားဘူးဟုတ်ကဲ့ဒါကကိုယ်အနေကအပြောချွေကြလိုက်ခင်ဗျားတို့ဘုရားတရားကနယ်လွန်လာတဲ့သိချတယ်အပြောရချွေဖြည်းဖြည်းနဲ့ဒီလိုချိုးရမှာဒီလိုမနေတော့ဘူးဆိုတော့ပြောရတော့ကောင်းတယ်ဗျဒီလိုနေတော့ဘုရားချိုးလို့ကျိုးကြမှာပဲဆိုတော့အနာဂတ်ကိုခေါ်ရကောင်းတဲ့အကံမျိုးဖြစ်ပြီးကြတယ်အနာဂတ်ကိုပြန်အောင်လို့ဆောင်းနေတာဘူးဗျာဘာလဲအနာဂတ်ကိုပြန်အောင်လို့ဆောင်းနေတာနဲ့ရောရတယ်မတူဘူးလားအဲ့ဒါကြောင့်ဒကာဓမ္မတွေလည်းဘယ်ပြန်
ဘယ်ကင်းတဲ့ရန်ကင်းတဲ့ကိုဘုရားသခင်ကိုရမကြီးကလည်းကျေးဇူးဝေဇန်တဲ့ဆင်းရဲရတဲ့ဘေးရရန်လာအုံတော်ကိုကြိုက်တယ်ဆိုတော့အတိတ်ကအတူတူဖြစ်သွားတယ်ဒီကနေ့တော့မြတ်စွာဘုရားမြင်လာတော့အမှန်တမ်းမြင်လာတဲ့ဝါဒနာတွေဟောကြတယ်မလို့ပြောတဲ့ပုဂ္ဂိုလ်များဘာကြောင့်လဲနာဝေကြောင့်နေတယ်နာဝေကြောင့်နေနာဝေရလာတဲ့အခါကျတော့ဘယ်လိုတတ်နိုင်လဲဒီလိုကောင်မှကြည့်အောင်လို့ကြည့်တဲ့ဝါဒနာတွေကျင့်တဲ့လက်မှန်တဲ့အရေးမြင်လို့ရလားဘာဖြစ်လဲဒါဖြင့်ဒါတော့ပြည့်ကျက်စရာကောင်းပါလားခင်ဗျားတို့မလို့ကောင်းတယ်လို့ဆင်ခြင်လို့တော့လို့ပါကိုယ်ဆင်ခြင်လို့ကတော့ဘုရားမဝန်ချေတော့ကိုယ်ဘေးကိုစောင့်တာဘူးဗျာအများကမဝန်ချေဘူးဘယ်လိုကြရလားစိတ်ကဖြည်းဖြည်းနဲ့လည်းမင်းမဆိုလို့မပြေဘူးကရှိရလို့ဆိုတော့အမှန်တော့ရှင်ဒီဘယ်နဲ့လဲဘယ်လိုလဲအတော့ရှင်ဒါလေးကနားလေးကိုမရှိတဲ့ဘုရားအေးရအေးရတယ်ဒီနာရီနဲ့ကလုံးမလားအဲ့ဒါကျိုးတဲ့ကရှိလို့အန္တရာယ်ကကျင်းနေဆိုရင်မင်းကြီးကျိုးရမယ်ဆိုတော့အဲ့ဒါမပြည့်ရဘူးတဲ့ဟိုကမေရာရင်းနဲ့ဆိုတော့တန်းလို့ပြည့်ရတယ်နာရီဆိုတာမသိနိုင်ဘူးနဲ့ဆိုတော့မရတော့ဒီလိုကဟာဘယ်ရမှာလဲအဝိဇ္ဇာကလာတာပါရှင်းပါလားဘယ်လိုလာတာလဲအဝိဇ္ဇာကလာတာလို့ဘယ်ရမှာလဲမှတ်ပါပါတန်ဖိုးသေးတယ်မသိရှိတာမသိရှိတယ်နားရကြောင်ရတယ်မတရားဓမ္မတို့ဒါအနာဂတ်သေးတယ်ဦးဇင်းအမိတ်တော်ပါဠိကပြင်ပြင်းရမိကအမိတ်တော်ပါဠိတရားတော်ရဲ့ဒါအောင်နဲ့တရားဓမ္မတို့တဲ့ဘုရားရဲ့ကိုယ်တဲ့ပုဂ္ဂိုလ်များကြီးဒါနဲ့ဒီပါလို့မလို့ဆိုပြီးကြတာခဏတို့ကဆံရလို့ရှိရင်တဲ့ကတ်ဆိုတာကခဏတို့လူရှိရင်ကတ်တိုက်တာပဲနော်လူကြီးမှာဒိဋ္ဌိကံကြရဆိုတဲ့အစာကရှားပါနတ်နဲ့ခေါ်တဲ့ဘေးကလည်းခဏလေးဖြစ်ပြီးဒီကံဖြစ်တယ်ကတော်တော်ပြေကြဟမ်ကိုလိုကနာကိုရကြရလားရပြီးနေရံရပြီးကြတာဖြစ်ပြီးနေတုံးတုံရတဲ့ခါရမရှိဘူးလားအဲ့ဒါဒိဋ္ဌိကံကြရတတ်တယ်ကလည်းဖြတ်ဆိုပေါ်ရှင်ပေါ်လာဘုရားခံရရှားနေဒီလိုမျိုးပြည့်စုံရည်ကြီးလို့ပြည့်စုံတယ်ရတယ်မရှိဘူး။ဒါလည်းဒီတော့ဒါကြတော့ဘုံတွေကရှာတချို့နေရာမှာပြက်လာအောင်ဖြစ်သွားဆိုလို့ရှိရင်ကျင်းတဲ့ဒိဋ္ဌိကံကြရဘေးဆိုတာငါတို့ခေါင်းသားရဲ့ဘေးကလည်းအခုတော့မလာဘူးပေါ့ဗျာ။မင်းကြတဲ့ဘက်တော်တွေကံတွေလိုက်လာခြင်းလာတဲ့ခြင်းမလာဘူးလို့ဆိုရတာကြ။အဲ့တော့ဘယ်တော့မှလည်းအဲ့ဒါတွေလာမှအထုတ်တော့ဖြစ်သေးတယ်။အဲ့ဒါကတော့ငါတို့စဉ်းစားရမယ်အမှန်တော့ဒီမလို့တာဒီကားလို့ဆိုရင်ဒိဋ္ဌိကံကြဘယ်စမ်းတာနဲ့တူလိုက်တာရှင်းလားနမကမ္မရကိုဘာလို့ကြလဲစမ်းတာနဲ့တူရဘာရမရေကမတို့ဖြည်းဖြည်းအထုံးနေဆိုတဲ့အပြစ်ဟာအတော်ပြတ်လာဘာလာရဲနဲ့မပေါ်ပါဘူးဖြည်းဖြည်းအထုံးနေဆိုတော့ကဘယ်နဲ့ဖြစ်ပြန်နိုင်လဲဒီကတည်းကပြောရရင်အခုတည်းကပြောရတယ်တရားဓမ္မရောအဲ့ဒါအခုဓမ္မရဲ့အမှန်တရားတဲ့ပုဂ္ဂိုလ်များဒီအိုဟောဆောင်တဲ့ပုဂ္ဂိုလ်နဲ့တူတယ်။နာလို့တော့နတ်မခေါင်းတဲ့ပြေတော့စောင့်တာနဲ့တူတယ်။ဘယ်လိုကြကြလဲ။ဘယ်လိုရှိတာ။ဘယ်လိုရှိတာလဲနော်။ဒီလိုနာလို့မတ်ခမတဲ့ပြေအခုအမှန်တရားပုဂ္ဂိုလ်များဒီလိုများတွေကိုစောင့်မျှော်ပြီးကြလားကြည့်ခြင်းလို့ဆန်းနေတဲ့ပုဂ္ဂိုလ်များနဲ့တူကြတယ်အဲ့ဒါအနာဂတ်ဖြစ်တဲ့ပုဂ္ဂိုလ်အခုအမှန်တရားပုဂ္ဂိုလ်ရင်းနေလားအခုအမှန်တရားပုဂ္ဂိုလ်ကလည်းအဲ့ဒါကျိုးချက်တိုးချက်အနာဂတ်ဖြစ်တဲ့အောင်လို့စောင့်ဆန်းနေတဲ့ပုဂ္ဂိုလ်နဲ့တူတယ်ဆိုတော့ပေါ်လာကြဒါကဒီကံကြီးမှာဒီမှာသေသေးချာချာလာကြဘိုးတွေဖြစ်တယ်ဆိုကြဒီမှာလို့နမအားထုတ်ခိုင်းတာနော်ဒီဘိုးတွေကလက်နဲ့ဘိုးတွေကျင်းနဲ့ဆုံတဲ့ဘိုးလားဆိုတော့ခင်ဗျားတို့စဉ်းစားကြပါအဲကျင်းနဲ့ဆုံတဲ့ဘိုးဖြစ်ပြီးကြတာနေတဲ့အတွက်ခင်ဗျားတို့အခုအမ်းတဲ့ပုဂ္ဂိုလ်ကြီးဘိုးအန္တရာယ်ကိုစောင့်နေတဲ့ပုဂ္ဂိုလ်နဲ့တူတယ်ဆိုတော့လူမိုက်ပေါ်ဗျာဘာကြဘယ်လိုဆိုကြလူမိုက်လို့ဆိုတော့ဘိုးအန္တရာယ်စောင့်နေတာအခုမှတတ်တယ်ဆိုလို့ရှိရင်ဖြင့်အခုလုပ်နေတော့နော်အခုနမောခန္ဓာရဲ့ဘယ်ကြီးကပ်ပြန်လာပြီဆိုရင်နော်အဲ့တော့ဒီလိုကအခုရှိကြလားလို့ပြောတဲ့ဓမ္မတွေမှာအခုရှိတယ်
ဒါကြအခုမလို့ပြောတော့အဲ့ဒီကိုစမ်းနိုင်တဲ့သူတွေဒီမှာဘယ်လောက်မှဆိုရဟောရတာရမှာလေဟုတ်ပါဘူးအခုမလို့တဲ့ပုဂ္ဂိုလ်ဘာစမ်းနေတဲ့ပုဂ္ဂိုလ်နဲ့ဒီလိုအနာဂတ်လေးစမ်းနေတဲ့အဲ့ဒါအနာဂတ်ဘေးမှာအကြီးဆုံးပါပဲလို့ဘာမှမဟုတ်နော်ဒီခါတော့ဟုတ်နဲ့ဒီကနားလေးတောင်ရှိတယ်အခုဒီလိုလေးပြီးကြပြီနားကိုနမခဏရတဲ့ဒီလိုနားတဲ့အခုတော့ဖြင့်ဓမ္မတွေမြင်းနဲ့နေကြဆန်းကြတယ်တော်တော်ကြာကြတော့ပြည့်စုံနာဖို့ဆိုတဲ့လူတွေကဒီဘက်ကတစ်ဖက်ဟိုဘက်ကတစ်ဖက်သတ်တယ်ဆရာတရားပြဆရာဒီလိုဘုတ်ကွဲကြတဲ့ခါမရှိဘူးရှိမရှိလို့လားမရှိလို့ရှိမယ်လို့ပြောအဲ့ဒီလိုရှိလို့ကလာနေတော့ဓမ္မတွေလူတွေပြောင်းနေတာမှတရားမကြည့်ခြင်းနဲ့ဒီတွေကလည်းမလာဘူးလို့ဆိုလို့ရပါဒီဟာတော့ဓမ္မကိုဟာတော့ဓမ္မကိုခါသားစုပ်လို့ရမရှိဘူးလားအဲ့ဒီဝါဒလေးကိုပြည့်နေပြန်လို့ရှိတဲ့ပြည့်နေပြန်လို့ရှိရင်လည်းတရားထုတ်လို့ရပါမယ်ရပါဘူးကိုဟာတော့သူ့ဟာတော့လည်းစုပ်ထွေးပြီးလူကြီးကလည်းနေရာနဲ့ပဲဉာဏ်စံကားတွေရှင်းနေရတာလူချင်းပြိတ္တကဖြစ်နေတာနဲ့ပဲမတော်ရမလာရအမထုတ်ရဆိုတဲ့အရေးတွေကလည်းကျင့်ရဆောင်ရမယ်မှန်ပါပါဒါကြရောအဲ့ဒီလိုဝဲပြတဲ့ဘေးကင်းဒါကိုလည်းခင်ဗျားတို့အခုအားမထုတ်တဲ့ပုဂ္ဂိုလ်များစမ်းဆိုင်နေတာနဲ့တူတယ်ရှင်းမလားဘယ်မှာပြောတာလဲကိုယ်မှာအခုအတူနေတဲ့လူချင်းနဲ့တမင်နဲ့မှာအကြောင်းကြည့်နေလို့ကိုယ်ရတဲ့ခါကျတော့မရှိဘဲရေးကြောင့်ဒီကံကနာရောက်ကြတဲ့တမျိုးဟုတ်လားရှင်းပါဘာတွေ့ရမလဲအန္တရာယ်ရှိရင်တွေ့ရမယ်ဓမ္မတွေအခုကျင်းကြတော့တရားမဲ့ရတွေကလာမလားမလာဘူးအဲ့ဒီတွေကပြတ်မှာလားမသိဘူးလားဒါကဘာကိုနေရာကိုကိုယ်ကွဲအဲ့ဒါကအမြင်ရဲ့ပုံမှန်ကွဲရတွေကဓမ္မတွေမရှိကြဘူးလားရှိကြတယ်ရှိကြတယ်အကြောင်းရင်းလို့ပြောရမှာတမျိုးဟုတ်လားဒီလိုကြောင့်နေရံကြီးမသိနေကြဘူးကောဟုတ်လားယမင်းများကဝင်နေကြဘူးကောကိုယ်ရမှာကွဲတွေကမရှိဘူးမရှိဘူးလားအဲ့ငါမှပြန်လို့ဆန်းတယ်ရကြရင်ဒီမှာကိုယ်ရတယ်မရှိဘူးလားအဲ့ဒီလိုဝါရကွဲကွဲစရာဘိုးတွေကလည်းခင်ဗျားတို့ပြည့်တယ်တနေ့နေ့ကျောင်းမှာလာမကျောင်းအောင်လားအခုအောင်တဲ့ပုဂ္ဂိုလ်ဘာကြောင့်နေတာပါလဲကွဲပြီးကိုစောင့်နေတယ်ရှင်းပါလားဘာကြောင့်ကွဲပြီးစောင့်နေတာမတူဘူးလားအဲ့ဒါမတူဘူးမြန်မြန်လို့ဒါဓမ္မတွေဝါတဲ့စောင့်နေတာလည်းအဲ့ဒါကြည့်နေနေတာမရှိပါဘူးရှင်းလားစောင့်နေတာကောင်းမလားစောင့်နေတဲ့ပုဂ္ဂိုလ်တွေကြားလို့ဆိုရင်ခုပြရမယ့်ဒုက္ခကိုမကြည့်ချင်လို့စောင့်နေတာနဲ့တော့မတူဘူးလားသဘောပါကြဒါခရရတော်မူတော်ဝင်ဥပ္ပါရှိတယ်ဘယ်လိုရှိပါ့အမှန်တန်ကြက်ဆက်ကောင်းပါတယ်ဓမ္မတွေဒီလိုကလည်းအမှန်တန်ကြက်ဆက်ကောင်းပါတယ်ရှင်းရတာဓမ္မတွေဘယ်ဒါဖြင့်ဒီကကိုယ်ရေးပြန်လာတယ်နော်ဝါရမတူလို့ကိုယ်ရေးသိစမတိုက်လို့ကိုယ်ရေးဟုတ်လားအဲ့ဒီတော့ဘိုးတွေကမရှိရဘူးလားမလန်းနေရတယ်နဲ့သိစမတိုက်လို့ကိုယ်ကြဟုတ်လားကာမမှုတွေရအဲဒီလိုဆိုတော့ကိုစောင့်နေတာနဲ့တော့အခုအမှတ်ထုတ်တဲ့ပုဂ္ဂိုလ်ကမတူဘူးလားဒါကြောင့်ခင်ဗျားတို့ကအင်းရှင်ရှိတဲ့ပုဂ္ဂိုလ်များပြီးဘိုးတွေကရံတော်ကိုစမ်းစမ်းနေတဲ့ပုဂ္ဂိုလ်တွေပဲလို့ဝင်နေရကြည့်လို့ဆိုလိုက်မဆိုလိုက်ဒီအောင်ဆိုလိုက်တာအဲ့ဒါဘောရမရေဘုရားရှင်ကလည်းကြည့်ပြီးအနာဂတ်ကနာနဲ့ရှိလိုက်အနာဂတ်ဟန်ရှိလိုက်အခုအမှတ်ထုတ်တဲ့ပုဂ္ဂိုလ်ဆရာကြီးကဟောရဲ့ခင်ဗျားတို့ကနာတဲ့ကျင့်ကြံခြင်းတွေအထုတ်တဲ့ဖြည်းဖြည်းလေးမှရှင်ဆွဲနေတဲ့ပုဂ္ဂိုလ်ခင်ဗျားကအနာဂတ်ကိုသိမြင်လို့ဆိုင်းနေတာဟောများတယ်ဒါလို့သိနေအနာဂတ်ကိုသိမြင်လို့အလောင်းတော့ကမကောင်းတဲ့ဟိုခေါ်တဲ့ရှိတဲ့ဒီလိုဒီကားတွေအကြောင်းရင်းတွေဘူးဆိုလို့ရှိရင်လည်းဒီရှင်းနဲ့ပြောရတယ်ဘယ်ကဟောခင်ဗျားတို့ရမလုံးကြီးဆက်ပြီးကြလားယူရတဲ့နောက်တော့ဖြစ်နိုင်တယ်မဖြစ်နိုင်ဘူးလားအဲ့ဒီပြောလို့ရပါပြရမှာပဲတဲ့ဒီနေ့ကိုယ်ကဆွန့်သွားတယ်ဆိုသွားလို့ဟုတ်လားအဲ့ဒါမှမဟုတ်ဆွန့်သွားတယ်မရှိဘူးလားဗျာရှိတယ်ဒီလိုမှစက်ကူလေးတွေရှိတယ်ဘူးဘယ်တော့ပဲချမ်းသာချမ်းသာဈေးပြသွားတယ်ဒီပန်းစက်ကူလေးဈေးပြသွားတယ်ဆိုတော့စက်ကူနဲ့ကိုယ်နဲ့ကိုယ်လေးပြန်လာမကနိုင်ဘူးလားအဲ့ဒီကတော့လက်ရဈေးတွေကိုခင်ဗျားတို့အခုမလုပ်တဲ့ပုဂ္ဂိုလ်ကလက်ရဈေးစနေတာနဲ့တူတယ်မှန်ပါပါဒီဘုရားကကြတဲ့ကိုယ်နဲ့ကြည့်ပြီးဥပအောင်မြင်မှုရ
ဒီလိုကြောင့်နေကြတဲ့ဓမ္မတွေမသိကြပါစေနဲ့လို့ဘုရားကဟောတာနော်ခင်ဗျားတို့အခုမလုပ်တဲ့ပုဂ္ဂိုလ်ဖြင့်စောင့်နေတဲ့ပုဂ္ဂိုလ်မှန်ပါပဲအဲ့ဒါကျေကျေနာနာရှိတာစောင့်တာလေကျေကျေနာနာမရှိတာစောင့်တာလားကျေကျေနာနာမရှိတာစောင့်တာဆိုတော့စောင့်ခြင်းမတတ်မလားဒီလိုတဲ့အခါကျလို့ရှိရင်ဖြင့်ဒီလိုဝန်တရားနဲ့ဒီလိုဝန်တရားတွေအကုန်မွေးတဲ့အဖြစ်ရတယ်လို့ရဒီလိုဝန်တရားတွေမွေးတဲ့ဆိုတော့ဒါမရှိသေးပါဘူးဒီလိုဝန်တရားဒီလိုဝန်တရားတွေကိုမြတ်ဖြစ်မရဘူးလည်းရစဉ်းစားမကြလားဒါနဲ့စဉ်းစားမရရှင်ဖြင့်ယနေ့စိတ်တယ်ယနေ့ဆရာမပြောတဲ့ဝိညာဉ်ပဒနာတွေစိတ်ရှိပြီနော်မရှိနေရင်မင်းတယ်မိုက်တာလားဘယ်ကရံလာစောင့်နေကြလားလို့ကမေးခွန်းထုတ်လိုက်ရှင်းမလားအဲ့ဒါခင်ဗျားတို့စိတ်ထဲမှာညင်တယ်ဟုတ်လားပရိယေများတဲ့ဒီဘိုးတွေကိုမဆန်လာဆိုတော့မင်းတွေကြတယ်မင်းကအမိုက်ညံနေပြီလို့ကိုပြောစမ်းပါဘယ်လိုပြောမှာလဲဒါနဲ့ကြောင့်ကိုယ့်ကိုပြောကြတယ်ဆိုတော့ဒီလိုကလာနာရကံပြည့်ပြီးကြလာနေတော့မိုက်တဲ့ပုဂ္ဂိုလ်မျိုးဆောင်တာပေါ့ဗျာသိကမောင်းမမိုက်တဲ့ပုဂ္ဂိုလ်ဆောင်တာဘာဝနာတို့ခင်ဗျားတို့နှုတ်ကြားကချိုတော့အလုပ်သွားကမဟုတ်ပါဘူးနော်နှုတ်ကြားကချိုတယ်ဘယ်လိုချိုလဲကျွန်တော်တို့ဒီကျိုးရမယ်ဒီဆရာမျိုးနဲ့တွေ့ခဲ့တယ်ဟုတ်ကဲ့ကျိုးရမှာကြည့်တော့မနေတော့ဘူးဒါလေးပြီးမှဟိုဟာလေးပြီးလို့ရှိရင်ဒါလေးဟိုဟာလေးပြောလာရင်အနာဂတ်ကိုနဲ့မှာပါပဲရှင်းမလားဒါလေးဟိုဟာလေးပြောလာမှတော့ဒါလေးဟိုဟာလေးကမထည့်ပါနဲ့အခုပေါ်နေခုလို့ကရှင်းမလားအမေကဒါလေးဟိုဟာလေးကတော်ပြီးရှုပ်တယ်ဖြည့်ရခြင်းဆက်ကြပါပါဗျာဟုတ်လားဒါလေးကဟိုဟာလေးကလည်းဆိုရှင်တယ်အကြောင်းရင်းနဲ့ကောင်သိကြည့်လိုက်နဲ့အဲ့ဒါလေးကဟိုဟာလေးကတောင်းတော့သွားတဲ့ခါကျလို့ရှင်တော့လုံးကြမှာလည်းပြည့်တယ်ရေးလို့ချုံအမဒေးကမလာတော့သူဟာကရင်းနေကဘာကြောင့်လဲဘယ်ကြောင့်လဲကခဏတော့ကိုယ်တိုင်ဘယ်တွေ့နေကြပြီဒါကနောက်လာမယ်ပဲညှော်ရင်းတော့လားလို့မေးချင်တယ်ညှော်ရင်းတော့ဆိုတော့ဒီလိုကြားရတာဘောက်ကျဲတယ်ထင်ရတယ်ဆင်းရဲတာဟုတ်မှန်ပါဘူးဆင်းရဲတာဟုတ်တယ်ဒီလိုပြောတယ်ကဟုတ်တယ်ညှော်ရင်းအထုပ်တွေရောက်တာပဲဘာကြောင့်လဲအခုမလုပ်တဲ့အတွက်မကြတော့ဘူးလေဒါကမှလည်းဒီလိုမိုက်ဆိုရတော့မကောင်းတဲ့ဦးထင်တယ်ဒါတော့မလုံးရပါတော့ဆိုရကြလားဒါကဘယ်လိုရှိတာလေးရှိတာလေတဲ့နောက်ကြတာဓမ္မတွေတဲ့မင်းဒီလိုလည်းမကဘူးတဲ့သံဃာတွေဘက်ကလည်းတခါသံဃာမှုသံဃာပြောပြမှုသံဃာရိတ်ကံတွေမျိုးမျိုးနဲ့ရှုပ်ထွေးပွေးပြီးလာလို့ရှိရင်လည်းဟောတဲ့ဘုန်းကြီးကမဟောနိုင်ဟုတ်လားမပြောတဲ့ဘုန်းကြီးကလည်းပြောနိုင်ပါအောင်လားဒီကိစ္စကိုရှုပ်ပြီးဒီကောင်ကနေတော့ဥပဒေဘိုးတွေကသံဃာပြောပြတဲ့ပြင်နေကြလို့ရှိရင်လည်းသံဃာကျင်းရတာမလို့ဒီသံဃာကျင်းရတာမလို့သိကြီးကဘုရားနာယူရတာမလို့ဒီစီကမိကားတယ်ဘယ်မှမိကားမလို့မဖြစ်တော့ဘူးသံဃာပြောပြတဲ့နာတော့ဒီနေ့ကြားလို့ရှင်တော်ရမတို့ကောင်းနေရလားအဲ့ဒါတွေကလည်းအနာဂတ်မှာမကွယ်ဘူးလို့ငါဘုရားကမဆိုဘူးလို့ပြောရတယ်နော်သံဃာပြောပြတဲ့ရှိသေးတယ်ယုံကြည်ကြအဲ့ဒါတွေလာမှအထုံးမယ်ဆိုတော့ရှားရမယ်နေရာတိုင်းမရှိတော့ဘူးရှိသေးလားမရှိတော့ဓမ္မတွေမိမိတွေကိုယ်ကိုသံဃာတွေဟောပြောတဲ့ဆရာသမားတွေကိုယ်ကိုမရှိဘူးလားအဲ့ဒီလိုရှိတော့အနာဂတ်ဘေးမှာယခုဘယ်ခုပြောလိုက်ပါလဲဒီရဲ့နာရိုးရဲ့ဒိဋ္ဌိကံတရာဟုတ်လားလူတွေကိုယ်ကိုသံဃာတွေဒီလိုအရောခင်ဗျားတို့အခုအားထုတ်တဲ့ပုဂ္ဂိုလ်ဒီနာတွေကိုဘာလို့နေတာနဲ့တူတော့ညံနှံ့ဆန်းဆန်းနေတာနဲ့မတူဘူးလားညံနှံ့ဆန်းဆန်းနေတာနဲ့တူတော့ဒီလိုခင်ဗျားတို့ဒီကားတွေအမေရိကန်တို့ဘိုးရှင်ညာလိုက်တော့လမ်းတော့ဘုရားကိုဆန်းဆန်းနေတာလည်းမသိဘူးဒါဆိုနေတာလားဟုတ်ပါတယ်ဒါကမှတော့ခင်ဗျားတို့စိတ်တောင်းတဲ့ဘယ်လိုလဲမှာတော့တောင်းတော့ဘာလို့ဒီအမေရိကန်ဘိုးရှင်တွေကမြတ်ကောင်ကဘာလို့ယူလဲတောင်းတာပဲတောင်းရတယ်ခင်ဗျားတို့ကတောင်းတာရတဲ့မျိုးဟုတ်လားအလိုကထိုင်ဆောင်နေတော့ဘာဆောင်ဒီမှာပြောလို့ရလုံးလုံးပြီလားအတော်လုံးလုံးနေပြီဆိုတော့ဒီလိုရှင်းရလားဒါကမှရိုးတာဆရာရင်းလို့ပြောနေတာနော်ဆရာရင်းကဆရာစကားကြီးလို့မဆိုနဲ့ဆရာစကားကကျေတာပဲရှိတယ်ဆရာကဟုတ်တယ်နောက်ဒီရှင်ကအလုပ်ထိုးတယ်
ကျွန်တော်ငို့ဆိုတာငါးခုဟောပါကဲဒါကလည်းဒီဘက်ကပြောရပါတော့ဒီဘက်ကမန္တကမှာတော့ဒီကဒီကပြောရတော့ဒီကခမောတော့အခုတရားနာပြီအခုအားမထုတ်တဲ့ပုဂ္ဂိုလ်ဒီနားတွေကဖြင့်တွေ့ရမှာပဲအနာဂတ်တွေ့ရတကယ်ကြလားဒါအနာဂတ်ဘယ်ဆိုမပြောရဘူးပေါ်ကြဒါဖြင့်ဒီဘယ်မလာခြင်းခင်ဗျားတို့လောက်တယ်ဗျာဒီလိုလာမယ်ဒီလိုကဒီထိုင်းနေရင်ကိုပြန့်နေပြီဟုတ်ဟုတ်လားဒီလိုကတော့ထိုင်းနေရင်ကတော့ဟိုရှိဒီရှိဆိုတော့နားရရတယ်အဲ့ဒါဆိုတော့မဟုတ်ဘူးလားဟိုရှိဒီရှိကတော့ပြောင်းနေရပြီဒီလိုကခဏခဏပြောနေမြတ်တဲ့ပြောနေဒီလိုမဟုတ်လားဒီလိုကရလို့မရဘူးဒီလိုကမသိဘူးဘာယူနေဆိုတော့ဒါလို့ရှိလို့မရပါဘူးဒီလိုကဆိုတာအကြောင်းကိုဖြတ်ခံလို့ဆိုမြေတောင်ပြတ်မယ်ရွာတောင်ပြတ်မယ်မခမရတော့ရတယ်ကိုယ်ရကိုယ်ကမငန်းတော့အောက်ကျင်ကြောင်းကျတယ်တဲ့ဟုတ်လားဘယ်လိုဒီလိုပြောရတယ်ဒီကောင်းကောင်းလာတော့ဒီရှိချာကြတဲ့ဆိုတော့မခမရတော့ပြန်သွားတာဗျကိုယ်ဆရာနဲ့ကိုယ်သမားနဲ့ကိုယ်တရားနဲ့ကိုယ်မြင်ကြရတာအဲ့တော့ဒီလိုတွေကလည်းဒီရောက်တဲ့နေချိန်မှာပြည့်နေပြီလို့မဆိုနိုင်ရဘူးဘောကြလားဒီပြောပြီးဆိုတာကလည်းနောက်ဘာပြမှမတည်သေးဘူးလေအခုဒီလိုနဲ့လာတယ်တော့ဒီလိုလည်းမြင်ကြတယ်ငါကြည့်တဲ့ပုံကြီးရှိမှဆိုတော့ဒီမှမပြောနိုင်ဘူးပြောနိုင်လားမပြောနိုင်ရတော့ဒီပြောလို့ပြန်တယ်မကြည့်တယ်နေရတယ်ကြီးကြားနေတဲ့ခက်ဟိုဘက်ဘာရမယ်ခက်ဒီဘက်ဘာရမယ်ခက်ကြားနေရတဲ့ခက်ဆိုတာအခက်တလောင်းမှာဘူးလားမလာရင်မလာလားတဲ့ကံကပြောလို့ဆိုတာကလည်းလူပြောတဲ့နောက်တော့ဗန္နာဘက်ကလည်းဒီတိုင်းလာအောင်ပါပဲမလာဘူးလားအဲ့ဒါလိုလာပြန်တော့ဘုရားကံကသူတို့ကိုယ်ပြန်တော့ကွာတက်တယ်ကကိုယ်တဲ့အတွက်ဘယ်မှာဖြစ်လို့ဒီမြတ်လာလိုက်ပြီးရပါမလို့ဆိုတော့ယူရနေရရှားတွေ့ရဲ့ရှင်းရဒါကြောင့်ဓမ္မတွေဘိုးရံမျိုးရှိအခုအားမထုတ်တဲ့ပုဂ္ဂိုလ်များဘာလို့နေကြပါလဲလူငန်းမျိုးဆောင်ဒါဆိုကျွတ်တဲ့မိုက်ချက်ပြီးလူငန်းတွေလောင်ဆိုရတယ်မဆိုနိုင်ဘူးဒီလိုတွေကလည်းရပြီးတော့တွေ့ရမှာလားမတွေ့ရဘူးလားဒီကငါးကြီးလည်းမတွေ့တော့ဗျာဟဲ့တွေ့မှဖြစ်လို့ဟုတ်လားတွေ့ကြပါတွေ့ကြရတယ်ဗျာမတွေ့ကြရဘူးလားအဲ့တော့ဓမ္မတွေဘုန်းကြီးတွေဝင်းချတယ်ဖြည်းဖြည်းကလာနေကြတော့တို့ဆရာဓမ္မဆုံးလာတာဒီကောကံကရမကြီးဟာပါဠိတော်ကြီးပြီးဆုံးလာတာဖြစ်တယ်ဒါကြောင့်အလုံးကိုယ်တိုင်ဒီသားကြီးဆုံးလာပါလားငါတို့နေထိုင်တဲ့ဘယ်ဆောင်နေတဲ့ပုဂ္ဂိုလ်တွေမသိလို့ကပြောနေတာဟာသင်တဲ့ဘယ်ဆောင်နေတာလဲဟာဆိုပြီးတော့ရတဲ့အချိန်ယူပြီးကြိုးစားကြရှင်းမရတဲ့အချိန်မှာအချိန်မရလို့မပြောကြနဲ့ဗျာဟဲ့ရတာတောင်6ချိန်မရှိတယ်ဘူးလားတော့မရတယ်ရတာ6ချိန်ရှိကြတယ်မဟုတ်လားရှိပါဘူးရတာဟုတ်တာဒီခင်ဗျားတို့ရတာပါဝင်လာတယ်အဲဒီကဝင်လာတော့ကြောက်လို့ရှိလို့ရတာအမကြီးကအဲ့ဒီမရှိတာလေးကိုကြည့်ကြည့်နေအဲ့တော့ရတာထုတ်တဲ့အချိန်ဘုရားကဖြစ်ရမှာဟုတ်ကဲ့လားငါတို့ခင်ဗျားကဆိုလို့ရှင်းမလားငါရတာတောင်ကြောက်ကြည့်မလို့ရင်သိတယ်လေဒါဆိုငါတို့ပြောပြီးတော့ဆောင်းနေတာလေဒီလိုလားတော့ပါလားဒါကြောင့်ရတာရတာကြောက်တယ်လေဝိပဿနာပဲမကြောက်တော့တဲ့ကြည့်နေရပြောက်သွားမှာပဲပြောက်ကြရင်ရောက်တာအနိစ္စအဲ့ဒါပြန်မှန်းလို့ကမကလာပါပဲမလာဘူးလားအဲ့တော့အရာစမြင်အဖြတ်တဲ့အချိန်လေးကတားယူလိုက်ကြတော့ရှင်းမလားဟိုသင်္ကားရအဲ့ရတဲ့သင်္ကားလိုက်တာတော့ခဏတဲ့အလုပ်ကမအားဘူးဆိုတော့ဒီရဟိုရတော့မရှိရတော့ဘူးလားလို့ခွန်ကြီးကပြောလိုက်တော့ဖြစ်နေတယ်တယ်လည်းမရှိတဲ့ဝန်ထုတ်တော့ဘယ်မှမလဲရှိရတာပဲဆိုပြောရတာပဲဆိုတော့မလာဘူးလားအရှိရတဲ့ကြိကရှိရတဲ့ကြိရှင်ဒိဋ္ဌရလို့သူရှိမှာနားလို့ကျင်တယ်ဟုတ်လားဒီတော့ပြောရတာပေါ့ပြောရတဲ့ဘုရားဝင်လာလို့ရှိရှိဆေးဆေးပြီးမှမရှိတဲ့ခါကျတော့ရှင်မရှိတာအလို့ဆိုတော့မိတာရအဲဒီတော့ကြောင့်ဒီလိုကြောင့်တော့ဒီလိုကြောင့်တော့လည်းဒါဥပဒနာငြရပြီဟုတ်လားတပည့်ကြလားဒါကြောင့်လည်းဘုရားဘုရားသိကြရတဲ့ခါကျတော့ဒီလိုကဒုက္ခလေးရှိသေးရဲ့လားအဲ့ဒါကမှာကြတဲ့ဒီလိုကဘယ်နဲ့ချမ်းသာတာလေးရှိသေးရဲ့မရှိတာလို့ဆိုလို့ရှိရင်မရှိတာအိစ္စာဟုတ်လားသိတာကမကဖြစ်တယ်ကွာအဲ့ဒီတော့ကိုယ်ကဆိုဒီကလည်းနေလဲမအားလို့ရှိရင်လည်းဖဲ့တာပေါ့ဖဲ့ရမှတယ်လည်းလို့ပါရရာဘာကြောက်လားအမလေးရှေ့ရတယ်မလို့အောင်းနေမလို့ရှေ့ရတာမဟုတ်ဘူးခင်ဗျားတို့လွတ်လို့မလို့ဟောတာရင်းနေလားဘယ်လိုကံကြရမလဲဒီနည်းတွေဒါရီတွေတော့လာတော့
ပြောနေရတာရှင်းရလားဒီမကားတော့ငါမအားကြကြတော့မဟုတ်ဘူးဒီလိုရတာမှာလေမကားဘူးလားဒီလိုရတဲ့ကောင်ကပေါ်ကျင်တဲ့ဥစ္စာတွေတစ်ခုနာမှုလို့ရှိတယ်မရှိဘူးလားအဲ့ဒီနာမှုလေးကိုခင်ဗျားတို့သိတဲ့ရှိပြီးသွားအောင်ဖြစ်ဘူးလားဒီလိုရတဲ့ဥစ္စာမဖြစ်နိုင်ဘူးလားဖြစ်နိုင်လားဒီလိုပြန်လာတော့ခေါ်ကြလို့ရှိရင်လည်းခင်ဗျားတို့ဆုံးမတာကလည်းပြန်လာကြကြတယ်ဆိုတော့ဆန်းလာတာလည်းရှိပြီးကြလားဒီမှာလည်းနေပါခင်ဗျာရှိရတယ်လို့ဆိုတယ်နေပါခင်ဗျာတော့သူကလည်းနားလို့ရှိသေးတာလားဗျာမရဘူးလားဒါကြောင့်ဒီလိုတော့ပြန်လို့တော့မအားတော့လက်ခံရတဲ့လို့ပြောလို့ရှိကြဘယ်နဲ့ဆိုရဒီလိုတော့ပြန်မအောင်ပါပဲဗျာမအားဘူးလားအဲ့ဒီဆုံးဆုံးကရှင်းမလားဒါကြောင့်ဒီတရားကိုကြားလို့ဆိုရင်ဓမ္မတို့ဘယ်ဆုံးအားရမှာလဲဆိုတော့မအားတဲ့ဆုံးအားထုတ်ရှင်းမလားဘယ်ဆုံးအားရမအားတဲ့ဆုံးအားထုတ်တယ်လို့ပြောရဓမ္မတို့ဘယ်ဆုံးအားရမအားတာဒီကားလို့ဆိုလို့ရှိရင်ခင်ဗျာဗာဒိဆက်ရှိနေတယ်ညာဒိဆက်ရှိနေတယ်ဆိုတော့ဒုက္ခလေးကဘောလာလေးကအဲ့ဒါမအားဘူးဆိုလို့ရှိရင်ခင်ဒီဘက်ကဒီဘက်ဗမာဝိတ္တရမယ်လို့နော်ဟုတ်ကဲ့အဲ့ဒီနားတော့ဒီဘက်ကဝိတ္တရမယ်တော့ဒီဝိတ္တကလေးကိုပဲမာလို့နေတဲ့ဝိတ္တကလေးကိုဖြစ်တဲ့အဲ့ဒါဒုက္ခဝေဒနာရှိတာပဲတပတ်ကြလားဒီဝိတ္တကလေးရှိနေတာရှိတာလေဒုက္ခဝေဒနာဖြစ်တဲ့ရှိတာဝိတ္တဆိုတာဘာမှမဆိုင်တာကိုအဲ့ဒါဝိတ္တရှိတာမကောင်းတဲ့ရှိပြီးတော့မကြဘူးလားအဲဒီမှာဘာဝါဒတွေဖြစ်နေတော့ခင်ဗျားတို့အဲ့ဒါမားတဲ့ခေါ်ကမားတဲ့စိတ်ကိုလည်းရှိချရုံနေတာဘယ်လိုလဲမားတဲ့စိတ်ရှိလိုက်လို့ရှိရင်ဒီလိုဆိုမားတဲ့ဆက်ကစိတ်မအားဟုတ်လားစိတ်မားလို့ဆိုလို့ရှိရင်မားမစိတ်နေတဲ့ဆိုလို့ရှိရင်ဘုံနာကနဲ့မားရင်ဘုံနာကနဲ့ဘုံနာကကိုရှုဟုတ်လားဝန်လာနဲ့လေကောင်းနဲ့ဝန်လာနဲ့လေကောင်းနဲ့မားတာဆိုနေလို့ရှိရင်လည်းဒုက္ခဝေဒနာရှုဝန်တာတဲ့စိတ်ကလေးရှုဘယ်လိုကြလဲမရှိမပြနဲ့လည်းပြောတဲ့ခါတော့မရှိဘူးလားအဲ့ဒီခါကျတော့ဝန်းနေတဲ့ဘုံနာကဝေနာကိုဘာလဲကဒုက္ခကြည့်ရမယ်ဆိုတော့ခင်ဗျားတို့မားတဲ့ဆိုတော့အလုံးလို့ပါတော့ဒီပြောတဲ့အားရစားမယ်ခင်ဗျားတို့မားဘူးဆိုတော့ပြီးတယ်ဘယ်လိုကြလားဒီမှာအားတဲ့ခါမရှိဘူးလားရှိပါအတိုင်းမားတဲ့ခါလို့ပြောတော့ဘယ်လိုကြလားဒါရမတို့ကျေဆုံးလို့ကောင်းတယ်မားတဲ့ဆိုလည်းဆိုတော့စကားကမာရံကောင်းအောင်ဖြစ်နေမအားပါဘူးဆိုတော့ဘယ်မှာလဲကောင်းနေတယ်မာရံကကောင်းအောင်ဖြစ်နေတယ်မအားရဘူးဒုက္ခဝေဒနာကြောင့်လည်းဒုက္ခဝေဒနာကြောင့်လည်းမအားမှန်ပါပါတပည့်ကြပါအဲ့ဒီမာရဘာလို့နေကြအောင်လို့ဝေဒနာဖြစ်လို့ဆိုတော့ဝေဒနာကမအားရဘူးတပည့်ကြလားဝမ်းကံတွေလည်းမအားရရှိတယ်ဝမ်းနဲ့မလို့လည်းရှိပြီးကြတာမျိုးဝိတ္တကညာနေလို့အဲ့ဒီဝိတ္တအဲ့ဒီမာရဝိတ္တရှိချမာရဝိတ္တဒီကားလို့ဆိုမာရဝိတ္တကလေးဒီကားလို့ဆိုလို့ရှိရင်ခဏကဒီကဝိတ္တပေါ်တယ်ဒါလေးကမဒါလေးလို့မဒါလေးကံနေဆိုအဲ့ဒီကံလုံးနဲ့ရှိလို့ရှိကြတယ်ဒါမာရရှိလိုက်တာပဲတပည့်ကြလားအဲ့ဒီလိုရှိလိုက်တော့အနာဂတ်ဖြစ်အောင်မလားဒါအနာဂတ်ဖြစ်အောင်ပြောတာကျွန်တော်ကမအားလို့ဆိုရင်မအားလို့မလို့အနာဂတ်ဖြစ်အောင်ပေါ်လာဘယ်နဲ့ကြံတဲ့နဲ့ပြောတယ်လေအားလုံးကဘာဒီကဒီကလည်းပြောကြ။ကျန်တဲ့ကလည်းမဟုတ်ပါဘူးလေခင်ဗျားတို့ကမအားလို့ဒီတိုင်းနေလိုက်လို့ရှိရင်ဘာဖြစ်လဲ။အနာဂတ်လေးပြင်တယ်။အနာဂတ်လေးစနေတာ။ပြတ်မှာကဧကမပြတ်နေဘူးလား။ဒါဖြင့်ဘယ်ချိန်လဲကြမှာ။အဲ့ဒါဒီခွင့်ပြုစီကြမှာဒီစကားကြားတယ်လေမျိုးရဲကြားပြီးပြောနေကြတယ်ခင်ဗျားတို့ဟမ်။မားတဲ့ချိန်လေးလို့ဆိုတော့ကအတော်ဆန်းတဲ့စကားကြ။ဟမ်။ဒီကကြီးရုံးနေလား။မားတာဒီကားလို့ဆိုရင်ဝိနာပေါ်လို့မားရှင်းမလားဒီကရရောက်တဲ့ကခုပေါ်လို့ပဲဗျာအဲ့ဒီမားတဲ့သဘောလေးတွေကိုဝန်းထဲမှာပေါ်ဝန်းလေးရှိပေါ့ဗျာကိုယ်ပေါ်မှာပေါ်စိတ်ထဲမှာပေါ်မျက်လုံးမှာပေါ်များတော့စိတ်နေတာလည်းစိတ်ကထားလဲအဲ့ဒီနားတယ်ညီမလေးကိုဥပဒါရှိပြီးမှသူ့မှာဆိုင်နေတယ်နေဟုတ်ကလားညီမစိတ်ကလေးပါလဲအောင်လို့အလည်းမရှိတဲ့ကောင်ကြီးတော့လည်း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 ခင်ဗျားတို့ကိစ္စမရှိပါဘူး။မားရတယ်ပါသွားလို့မှအဲဒီမားတာလေးကမနလေးရှိပြရမယ်ဆိုတော့ဒုက္ခရင်းရင်းနေတာ။အဲဒီတော့ဘာနဲ့လဲမလို့ဒီလိုရှိ။ဒီလိုရှိမှာပါ။ဒီလိုရှိမှာမားတာအဆောင်နေတာ
ဟုတ်ကလားဒီရမတွေကဒီရမင်းသားဆိုတော့နောက်ကမှသိရှင်းတယ်ဗျာဆိုကြနေတယ်မဆိုပြန်တော့ဟဲ့ဘာလဲလာတဲ့ကျေစီသဘောကျလားမားတဲ့ကျေစီဆိုလို့ရှိရင်ဖြင့်ဒကာရမတွေခင်ဗျားတို့ကလည်းဒီဝေဒနာရှိတဲ့သဘောကမအောင်ပေါ်တာမှန်ပါဗျာသဘောပါလားဘာသာသူကယူပါတယ်မအောင်ပေါ်တာဒီပေါ်တော့ခင်ဗျားတို့ကမလုပ်ကြဘူးဆိုလို့ရှိရင်ဘယ်တော့မှမရှိဖြစ်တော့ဟုတ်လားဒါကြတဲ့ကောင်းတာကပေါ်နေတယ်ဝမ်းကဝမ်းတာရှိနေတယ်စကားပြောပြီးလက်ဆောင်ကြနေတယ်နဲ့ကောင်းတာကပေါ်နေတယ်မလုပ်ဖြစ်ဘူးဒါကြတဲ့ရတယ်ရှင်းအောင်ဆိုနေကြတာနဲ့မလုပ်ဖြစ်ဘူးဒါကြတဲ့ရတယ်ပြောပြဒီပေါ်တော့ကျုပ်ဥစ္စာလဲဆိုပြီးကြတာဘာမှမကြည့်ပါဘူးဆိုပြီးကြတာနေရာရမရှိဘူးလို့ရှိတယ်ဒီလိုကြတယ်မအားအောင်ဖြစ်နေတာလေရှင်းရလားဒါကြောင့်ယနေ့ရောက်ကြပြီကြတော့တရားပြည့်ကြလားဒီဓမ္မတွေဘယ်နေရာရှိရမှာလဲမားတဲ့အချိန်ပေါ်ရင်ပေါ်တော့ရှိရမယ်လက်ကမရမ်းတော့မားရာကြီးဘယ်ကကြောင့်မားတာလားလောဘကြောင့်မားတာလားဟုတ်လားလက်ကမရမ်းလောဘကြောင့်မားလို့ရှိရင်လည်းရောင်းရတောင်းနေမားလို့ရှိရင်ဘယ်မှာကရှိရောင်းရဆင်းနေမားလို့ရှိရင်ဘယ်မှာကရှိရှင်းမလားဒီကမှာဘာရှိနေလဲညာဒါရှိရမှာပဲဓမ္မတွေရင်းနေကြလားအယောင်းအကောင်းတွေဝမ်းတာကြောက်လားဝမ်းတာတော့ဘာလို့နာပေါ်တော့အဲ့ဒါဘာလို့ကောင်းနေရှိလားကောင်းလာရင်ရှိသေးလားမရှိသေးဘူးဆိုမနဲ့ပြန်တော့ပြမားတာပဲဘာသာလို့နဲ့ဘာသာလို့ဝင်လို့လာဖွင့်တယ်မရှိလို့ရှိရင်မရှိလိုက်လို့ရှိရင်ရှိလိုက်လို့ရှိရင်ဟိုဘက်ကနေရလားမပြတ်ရင်ကိုယ်တော်များဘူးလားအဲ့ဒါဓမ္မတွေဒီကကလည်းရှိတတ်ကြလားဘယ်ချိန်ရှိရမာရရှင်ရှိတာလို့ပြောပြလိုက်မာရဝိပါပေါ်ရတယ်မာရဝေဒနာပေါ်ရည်ဆုံးရဲ့ဆက်တာဒါကမှတော့မာရရတယ်ခဏစားချင်လို့မာရလို့ရှိခဏစားချင်လို့ဆိုစာရမတ်တဲ့ဒုက္ခတွေနာပေါ်တယ်လို့လားအဲ့ဒါပါလို့အဲ့ဒါအိသတိပ္ပရှိချဟုတ်လားတကယ်ကြရတဲ့ကြရလည်းခေါ်တယ်တော့ကျင်များမှုဆိုရင်မာရဘူးလည်းကောင်းမှပြီးလို့မရှိရင်လည်းလုံးနေနဲ့တကယ်ကြရလားလည်းခေါ်ရတော့ကျင်တယ်ဆိုလို့ဘာလို့ဒီကကျတော့ဓမ္မရဲ့ခေါ်တာအမတ်ဆက်လာအဲ့တော့မအားရဘူးဒီကျွန်တော်ဝိပဿနာဉာဏ်ကြီးအာရုံကြီးလို့မှတ်လိုက်ဒီကဒီပါတယ်ဉာဏ်ကြီးအာရုံမအားရဝေဒနာပေါ်ရမှတော့ဘာရှိသေးလဲပေါ်ကြလားအဲ့တော့နောက်ဘယ်ရှိလာပြီးကြလဲဘယ်နဲ့တော့အတုတ်ကြလားလို့ဘုန်းကြီးမေးတဲ့အခါကျမအားရဆိုတော့လာနေတယ်ဝိပဿနာပြေကလည်းဒီလိုမျိုးလို့ပြောကြတယ်မယ်ဒီလိုကဘယ်တော့လဲဓမ္မတွေကကျဘာနဲ့ပြင်လို့ရမလဲလို့ပြန်ရှိတော့ပါဘူးဒီမှာလည်းရမရှိဘူးဒါကဘုဒ္ဓံပြောရတယ်ဆိုတော့ပြောလားအကျိုးမအားတယ်ဆိုလို့ရှိရင်မအားလို့မအားတာကိုမရှိရင်အနာဂတ်ကိုပြတ်မယ်ခေါင်းကရောရတယ်လည်းအမှုမြင်နဲ့ရင်းလို့လားဒီကမှာခေါင်းကရောရတယ်တရားကဒီတိုင်းပါတရားကဒီတိုင်းပါရင်းကရာကြီးပဲရှင်ကြီးကကနာလို့မာလာလို့မာကတော့ငါအားရရှင်ကြီးလို့အဲဒီရှင်ကြီးဟိုဘာလို့မအားလို့မရှိလဲနေတော့ဘာဖြစ်လဲနာကလေးဆောင်ရောက်တယ်ပေါ်ကြလားဘုန်းကြီးကငါတော့မလဲပါလားကိုယ်ကယဉ်ပြီးဖြစ်နေတာပေါ်လာလို့ဆုံးမဆက်ကြနေလားခင်ဗျားတို့ကိုယ်လည်းခင်ဗျားတို့ကအနာဂတ်လေးဆောင်တာကပြင်းနေတယ်ဒီနာဂတ်လေးကမားတဲ့ဥပဒနာဆက်လာကြရတာရှင်းလားဘာဥပဒနာဆက်လာလဲမားတာဘူးကဖြစ်ကြတယ်လေဝေဒနာပေါ်တိုင်းမားတာဘူးဝေဒနာပေါ်တာဝန္ဒနာပေါ်ရင်ပေါ်မှာကိုယ်မှနာရလို့ပေါ်ရင်ပေါ်မှာအဲ့လိုအဲ့ဒီလိုမရှိသေးဘူးဆိုလို့ရှိရင်မနေနဲ့အဲ့ဒါကအဲ့ဒီနေရာကိုဒုက္ခဝန္ဒပေါ်တဲ့အတွက်အဲ့ဒီနေရာကိုပဲရှိတယ်ငါမပြောရင်စိတ်တည်းမှာပဲမကြည့်ဘူးလားအဲ့တော့အဲ့လိုအဲ့ဒါနဲ့မှအဲ့ဒါနဲ့ပဲစိတ်တည်းမရှိနိုင်သေးဘူးဆိုရင်မရှိနိုင်သေးအနာဂတ်လေးတောင်းရှိလိုက်လို့ရှိရင်ဖြင့်ဥပဒနာဖြစ်သွားပြီဘယ်ကြောက်လားဒါကမအားရင်းရင်းကြတာယုံကြည်ဒီမာရံဖြစ်တဲ့ဒီမာရဟူပြီးဝိပဿနာတွေ့တာကြီးမာရှင်းလားမာရဟူပြီး
စိတ်မအားလက်မအားအမေကလည်းပြောနေတဲ့ဖြစ်ချင်းမရဘူးလားစိတ်မအားလက်မအားကိုယ်မဟုတ်လားစိတ်ကအုံငယ်ကိုရှင်းလို့အခုဒီမရရမတွေကဒီလိုဒီလိုဆက်ကြလာလို့ဆိုတော့မဖြတ်ဘူးမဟာဓမ္မရောကြည့်ရင်လည်းရှိသေးမရှိကြဘူးလားအဲ့တော့မဟာရမကခင်ဗျားတို့မအားလို့ကမရှိသေးနိုင်တယ်ဆိုရင်ဒီကရှိရင်မရှိဘူးအနာဂတ်ဘုရားပြန်တော့မှာပဲမသိဘူးလားဒါရင်လည်းမဟာရမတို့မဟာရဝေဒနာပေါ်တာကျင်းလားမဟာရပါလားအယောင်းကောင်းတော့ဘာဝေဒနာပေါ်တယ်အယောင်းမကောင်းတော့ကောင်းတော့ဝေဒနာပေါ်တယ်ပေါ်တယ်ဘာလို့မအားရတဲ့ကနေပြီးအကားကြီးပါပဲလားရင်းနေလားမအားရတဲ့ကနေပြီးပါလဲအကားရတဲ့ဥပဒနာမှမရဘူးလားဥပဒနာမှရတဲ့ဒီလိုတွေကလက်မတော်ဘူးလားအနာဂတ်တွေဘယ်လိုလဲငါးလေးတွေလည်းဆန်းလာရောက်သေးရလားမရောက်တော့ဒီလိုချင်းမရှိတဲ့ချင်းချင်းခင်ဗျားတို့ဒုက္ခကြော်လွန်သွားမယ်တဲ့။ကိုယ်ရည်ပြည့်နေတယ်လည်းခင်ဗျားတို့နဲ့မဆိုင်တော့ဘူးတဲ့။ခင်ဗျားတို့ကဒုက္ခပြီးထားပြီ။ဘယ်လိုလဲဒုက္ခမပြီးသေးတော့စောင့်နေတယ်မသိဘူးလား။ဒါတော့ပြန်တရားဓမ္မတို့မာရဝိဥပဒနာရှိကြတယ်။ဘယ်လိုလဲဘယ်လိုလုပ်ကြမလဲဝိပဿနာသိကြရပဲပေါ်လာရလားဒါကသိသိချင်ရတဲ့လည်းမှပါသေးတယ်လေဒီဝိပဿနာဒီကမူကျဲဒီကသံဃာကိုလည်းဘယ်လိုကိုသင်တာလဲဗျာမသိဘူးလားအာသနာကိုပြောတယ်ဆိုရင်ဘောကံမသံဃာကိုပြောတယ်လူပါပြောကြားတော့ငါ့ပြေပါပြောတတ်တာဘယ်ကြငါ့ပြေပါပြောတယ်ဘုရားနဲ့ဘုရားမရှင်းကြတာမင်းတို့ဘယ်လိုဖြစ်နေရအောင်ဒါရဟန်းတို့တန်ခါကိုယ်တွေဘယ်လောက်ကြီးတယ်ဆိုတော့ပေါ်လာကြအဲ့ဒါကြောင့်ရဟန်းတို့မလုပ်ဘဲနေတဲ့ပုဂ္ဂိုလ်ကပါသေးတယ်အဲ့တော့ဘယ်ငါးလေးပြန်မှာဆိုတဲ့အတွက်ဒီငါးလေးကလည်းဧကံလေးရမှာလားမတွေ့ရဘူးလားအဲ့တော့လောက်ပါဆိုတော့ဘယ်ရှင်လောက်ရမှာတော့အေးဟုတ်ပြီဒါလေးတည်းမှငွေရင်းနေဒါလေးတည်းမှငွေရင်းနေတယ်အားမလို့နော်ဘယ်ရှင်လောက်လောက်ကြမယ်အေးအားရဆောင်နေတော့ခင်ဗျားတို့ဖြည့်ကုန်မဖြစ်ဘူးဒီကံတော်ရဲ့မှာကဒီလိုငါသုံးလေးကဒုက္ခမရှိရင်ဒုက္ခရှိရဒုက္ခမရှိဘူးဒုက္ခမရှိရင်ဒုက္ခရှိရအခုအဖြစ်ပြဘောင်းလို့လားဒါတွေအမြဲရပြနေရလို့ရှိရင်တော့အားမှာတော့ညတခါကြလားဒီအောင်လည်းရရောက်ကြတယ်အားရလားအဲ့တော့အရာရောက်ကြတယ်ရှိနေတော့ဘယ်တော့မှမအားတော့အဲ့ဒီမအားရဘူးလို့ဖြစ်ဖြစ်ရှိရင်းနေလားအဲ့လိုလုပ်ကြမယ်အဲ့ဒီကြောက်ကြတယ်ရငါတို့ခဏရဲ့အိမ်နဲ့ခဏရဲ့မဆန်းကလူတွေလည်းမအားလို့ရကြခြေရင်းကလူတွေလည်းမအားလို့ရကြတာကိုဘုရားကမ္မထမ်းကြည့်ပြီးတော့တယ်ဒီလိုလားနားရဘူးလို့ဝေနာပေါ်ပါဘူးနားရပါလားဒါကြမာရဝိဇ္ဇဝေနာပေါ်တာကိုဥယျာဉ်ရဲ့သိသိဒီကလာသွားတော့ဖြင့်ဒါမရှိကြလို့ပါဘူးဗျာရှိကြလို့ရှိရင်အနာဂတ်ဘုရားပြန်လို့ရဒီဥစ္စာနဲ့ကိုယ်ကပြီးတော့ဆင်းလားဒါမှဖြင့်ဒါလည်းရှင်းရင်းကိုခေါ်တာပါတဲ့နောက်ပိုင်းအဲ့လိုစကားကိုပြနောက်ပိုင်းလိုစကားကိုပြမယ်တဲ့နောက်ပိုင်းလို့စကားကဥပရိပါဏာကပါဠိတော်သံဃာတုတ်ကိုဟောမယ်သူကသင်္ကြန်တုံပြောတဲ့ပုဂ္ဂိုလ်ဖြစ်နေတယ်နော်မြင်းကြီးမောင်ဆန်ဆန္ဒမဟုတ်ဒီဆန္ဒရဲ့ဆန္ဒတစ်ပါးလို့မှတ်ကြမယ်နော်ဒါကအလို့စမ်းမှာအလုံးကြီးကြီးလို့ကိုယ်နဲ့ဝိရိယနဲ့ခန့်ဆင်ရင်တို့ကဒီသင်္ကြန်တုံကိုဒီသင်္ကြန်ရုပ်ကြနဲ့ရှင်ဆုံးမကြောက်လို့ဘုရားရှင်ကိုယ်နဲ့ကြီးရတယ်ကိုယ်ကိုတိတ်ကောင်းကွာဆိုပြီးကြလားရှင်းတဲ့အဘိဓမ္မာကိုသေသေးချာချာဟောပြန်လို့ဥရိပါဏကပါဠိတော်ခန္ဓာပုဂ္ဂိုလ်ခန္ဓာပုဂ္ဂိုလ်ဟောမယ်နော်ဘယ်လိုလုပ်ကြရလဲဘုရားအားလုံးကမကြားဘူးတော့ဒါရမလို့သေချာမှတယ်နော်ဒါဒီဒါလေးဒီမိရာအောင်တော့မှာဒုက္ခကြောင့်လို့ဒုက္ခကြောင့်တစ်ခုရှိအဲဒီဒုက္ခကြောင့်ပေါ်မှာစင်္သာရိပုတ္တရာပြည့်စုံတာဆိုရတယ်အမြင်ရင်းစုံတာဆိုတော့မြို့လည်းတော့ဒီခရဗနာဘာဝင်တာတကယ်ကြရအောင်ဒုက္ခကြောင့်ပေါ်မှာတော့ဒီမြို့လည်းလမ်းမှာနဲ့အားရသင်ကြလို့ရှိရင်ကျင်းနဲ့ခရဗနာဘာဝင်ကြနေတယ်ခရဗနာဘာဝင်ကြနေဆိုတော့မြို့လည်းအောင်ပြုနေတာတကယ်ကြ
နိဗ္ဗာန်အောင်ပြီးတော့အဲ့ဒါလေးစမ်းပြီးတော့ပြောလိုက်လို့ရှိရင်လွယ်လို့ပါပဲတဲ့ပထမဖြစ်တဲ့ရှိတာပဲသင်္ကန်းကြီးကိုရှင်ဆုံးတော့ဟမ်ဖြစ်တဲ့ကိုရှိပြီးကြတာတရားဓမ္မတွေဘုရားဥစ္စာမျိုးလုံးဆိုပြီးကြတာဒီဘက်ကသိဆိုးလို့လာတာလည်းပြောကြတယ်နော်ဒါတွေကဖြစ်တဲ့ရှိတဲ့စိတ်တွေပဲဒါလည်းဖြစ်တဲ့နေတာလည်းဒါလည်းဖြစ်တဲ့နေတာလည်းဒါလည်းဖြစ်တဲ့နေတာလည်းနော်နောက်ကြတော့ခါကြတော့ကိုယ်ဆိုပြီးပဲကအများကြီးလားအများကြီးလာတာကနိဗ္ဗာန်ကိုမြင်တယ်ဘယ်လိုအဲဒီတော့ဘုရားကဝန်ကြပြီးဒီရတယ်ကလေးကလေးနဲ့ကြတယ်ဘုရားကဝန်ကြနေပြီအဲဒီဘုရားကဝန်ကြနေတယ်ဘယ်လိုမှမကြတယ်ဆန်းလာကြတယ်ဒီမဲ့မနနဲ့တော့ကြောင်လို့ကွာအဲဒါကြောင့်မှာတော့ဆရာအောက်လာကြောင်းမှာဆန္ဒဆိုတဲ့ကိုယ်တော်ကမမာဘူးကွာအားလုံးဘုရားလူမမာကိုမျိုးတယ်ဆိုတာဘုရားကကိုယ်တော်ကြီးအလုံးစုံနေလို့ပဲဒါနဲ့အရှင်ဘုရားနဲ့နေပြီးတော့လိုက်ပြီးကြတော့ကျန်ဆန္ဒဆိုတော့တော့မျိုးတော့မယ်ဆိုပြီးကျန်ဆန္ဒကအောက်နာကဘုရားကောင်အောက်နာသူတို့ကထက်ဆန်းဒီကသင်္ကာရိယုတ်ပြန်နဲ့ရှင်းဆုံးရနော်ဒါကလူမဆန်ဆန်ကြရုံးမလားလူမမေးရတယ်ရဲ့သင်္ကာရိယုတ်ပြန်နဲ့ရှင်းဆုံးတာမမနာရတာသင်္ကာရတာမမနာကောင်းပြီရဲ့မနာရောနေတာနဲ့ဒီလိုခလိုက်မှာဝင်ကြပြီးတောင်းပေါ်ဆန်းလာပြီးဒီကြောင်းလေးဝင်ကြရှင်းဆန်းကဒီနဲ့ခိုက်ကြတဲ့စကားတွေအနာပါသံဃာပါတွေပြောပြီးမဝေဒနာကောင်းနေတယ်ကွာတရားဓမ္မတို့ဒီလေးတယ်ဆိုတော့ကိုကဘုရားတို့ပြောတဲ့ကိုယ်တိုင်းနဲ့သင်္ဘောပုဂ္ဂိုလ်ကမေးတယ်လို့မေးမှာပဲနော်။ဒါတို့လူကြီးနှုတ်ဆက်တဲ့အခါကျကျမ်းမာပါရဲ့လားအဲ့လိုမေးရဘူး။ဆိုတော့ကျမ်းမာပါရဲ့ဆိုတော့ဒုက္ခဝေဒနာပေါ်တယ်လို့သူပြောဒီကလည်းဒုက္ခဝေဒနာပေါ်ရလားလို့မေးလိုက်တယ်။ဒီကဘယ်လိုမေးလိုက်လဲ။ဘုရားကလည်းဒီကလည်းငါပေါ်တယ်လို့ဘုရားအရင်ကများအောင်ရှင်းပြရည်လားအဲ့ဒါဖြေတာဖြေတော့ဖြစ်တယ်မရှိဘူးဖြေတာဖြေတော့သူကဒီပဲနဲ့ဒီကလည်းကျမ်းမှာပြောတယ်ဝမ်းသာလိုက်တာဆိုပြီးဒါကလည်းမပြင်းလာနဲ့ဘောင်းလာဝင်မှာဒုက္ခဝင်မှာပေါ်ဘူးလားပေါ်တာပေါ်တယ်ရှိရကြတာအဲ့ဒါမကြည့်လို့ဘယ်နှိမ့်ဆက်လို့မအားဘူးကွာကြတယ်နှိမ့်ဆက်နေရတယ်မအားလို့မင်းကြီးကနှိမ့်ဆက်နေရတယ်မအားလို့ဆိုတော့အတော်ကျဲသွားတယ်အခုတော့မအားရပါလို့နှိမ့်ဆက်ကကျမ်းမာပါလားဆိုတော့အဲ့ဒီကဘာနဲ့ပြောရလဲကျမ်းမာပါတော့ကျမ်းမာရှင်များတော့ပြောဘူးလားဒီလိုရှင်များကျမ်းမာတဲ့ဖြစ်လို့ကျမ်းမာတယ်ပေါ်လာအဲ့ဒါဝမ်းသာပါလို့ရမှာခင်ဝမ်းသာအားရပြီးတော့ကျမ်းမာတာပေါ်လို့ကျမ်းမာဖြစ်လာတယ်အဲ့ဒါရှိသေးလားမရှိသေးလားပြောလိုက်အဲ့ဒီရှင်ကပြောလိုက်ကဘာလို့လဲခင်မိစ္ဆာတွေတယ်တန်ခုကမိစ္ဆာဟုတ်လားပြောတာလားအဲ့ဒီကဖြစ်သွားပြီဒီလိုကျမ်းမာကြောင်ကြားရတယ်ဆိုရုပ်ကဝမ်းသာလိုက်တာဆိုတော့အဲ့ဒါလည်းပုဂ္ဂိုလ်လည်းပြင်းပြစ်ဖြစ်ပဲဟုတ်လားတကယ်ကြလားဟန်လို့ပြောနေတယ်ခင်ဗျားကမယူနဲ့ဒီမှာကဟန်လို့မရဘူးဒီကလက်ရည်ကြံပန်ကြရတယ်မရှိတော့ဖြစ်ပါဘူးတောက်ပါဘူးလက်ရည်ကလည်းလို့ပဲမဟုတ်ဒီကောင်းတဲ့ကမှတောင်းမှကရနောက်ကျောင်းတော့ကျုံကြမှာမဟုတ်တကယ်ကြရတယ်ဒီစိတ်ကောင်းတဲ့ကဟဲ့ပြောတာမင်းကရိုးရိုးဆက်ရှိတယ်မရှိသေးဘူးလို့ပြောတာကမျက်နှာပြည့်နေတယ်ပြောင်းကောင်းပြောတာကတောင်းတာကလည်းဒီကမရှိတာဘူးဒီလိုလေးတာဘူးဒီလိုလာကြရတယ်မဟုတ်ဘူးတဲ့တောင်းတာကဆက်ရှိတယ်ကောင်းတာကရပေါ်လာဒါကပြောင်းနေရဘူးကောင်းတာကဆက်နေတော့ဒါပြောင်းနေရတယ်ဟေးရတယ်မလားရတာပြီးတော့ဘယ်ပြောင်းနေရမလဲဒါပေါ်ကြလားအဲ့ဒါဟုတ်လို့ကတော့ဘယ်လိုပြောတာလဲဆိုတော့ကိုယ်ရတော့ဝမ်းလာတယ်ဆိုတော့ကျမ်းမာကြောင်သိရတယ်ဝမ်းသာလိုက်တယ်ဆိုတော့ဟောလည်းမပြောဘူးလားအဲ့ဒီတဲ့ပုဂ္ဂိုလ်ကဘာလို့လဲနော်ဘယ်မှာပြောရမှာလဲဆိုတော့အဲ့ဒီမှာရှိရတာလည်းမလို့ဆိုမအားရမရှိရဘူးလို့မလုပ်နဲ့အဲ့ဒါတော့ပြောနေလို့တာမေးရနော်ပြောနေတယ်ရှိရလားလို့မေးတော့ဒါပြောလို့တော့ပြင်းနေတာမအားလို့အမလို့ပြင်းတာလည်းပြောလို့ဘောကြလား
ဘယ်လိုလဲဒီမှာတော့ဒီကျိုးလို့ဆိုတာဘာလို့မှာလဲအဲ့ဒါဘာလို့လဲအဲ့ဒီဒီလိုကြည့်ရလို့ဆိုဟိုမှာကျိုးကြီးရဖြစ်ပြီးတော့ဒီလိုဥပဒနာမှန်ရသေးတယ်ဗျမသိကြမသေးဘူးလားဒါတော့လက်ကြကြလားဘယ်လိုလက်ကြနော်ဟောနာရဥပဒနာရှိပေါ်ကြဘူးဒီကညီကြီးဘယ်လိုတက်တက်တက်ပြောရလဲကတော့မှန်မလားဘုန်းကြီးကမအားရကြည့်ရမှာဆိုတော့မလဲဘူးလို့များပြင်လိုက်တဲ့လက်တော့မြင်နေတာဟမ်ဥပ္ပါလက်တော့မြင်နေမအားရဘူးဘာပေါ်လာလဲဒီမှာပြန်လာဒါဝေနာမိကနာဆိုတော့မအားတဲ့အလုပ်ပေါ်တာကိုဝေနာမိကနာပေါ်တာပဲဆိုရင်ဘယ်ချိန်မဆိုခင်ဗျားဥပဒနာကျင်းနိုင်လားဒါကသိချရကြလေဗျာနော်အဲ့ဒါကျွန်တော်ဒီလိုကြောင့်နဲ့သင်္ကန်းနဲ့ကျင်းလာတယ်ဒါကမှလို့မဟုတ်လားဘုရားဝေနာမပြောရနဲ့ဘုရားဝေနာတော့ကောင်းဒီမရှိရရဲ့ကောင်းတယ်ကြလမ်းလာရဲ့ဘာကျိုးတယ်မရှိကြတယ်ရဲ့ဘုန်းတော်မှာဥရပုဂ္ဂိုလ်နဲ့စိတ်မကြက်တော့ကြလို့ရဲ့ဒီလိုပဲပြောလိုက်တဲ့ဝေဒနာတက်တာလည်းမရှိပါဘူးဗျာတက်တာလည်းမရှိဘူးဗျာအဲ့ဒါဒီကဒီဝေဒနာကိုသိဆောင်နိုင်တဲ့အတွက်ဒီလိုကကိုယ်လည်းကိုယ်သားနဲ့လူကျင်လို့စိတ်ကူးတယ်သင်္ခါရသင်္ခါရနဲ့သင်္ခါရကိုဆက်ဒီလိုဆက်သင်္ခါရဒီလိုဒီဝေဒနာသိဆောင်နိုင်တဲ့ဒါနဲ့လူကျင်လို့စိတ်ကူးတယ်တဲ့ဒါနဲ့သင်္ခါရကိုပြောတယ်မင်းမှာကွာတဲ့ဝေဒနာရှိတယ်ဆိုရင်ဝေဒနာသိတယ်လို့မရှိဘူးဟောအာရဟဲကြတယ်လေဒါကဝါးကသိဝလိုလို့ရှိရင်နာပဲရှာပြီးတော့သင်္ခါရကိုပြောတယ်ဒီလိုက်ရှိမှလည်းမရှိလို့ရှိရင်နာပဲကြည့်ပါဒါနဲ့ပြီးလို့တော့မတွေ့ပါနဲ့ဘယ်လိုပြောသင်္ခါရကိုပြောတယ်မဟုတ်ပါဘူးဆိုရတယ်ဒါတွေပြီးတော့ကဒီလိုက်ရှိမှလည်းမရှိလို့လည်းမဟုတ်ပါဘူးဒါကြောင့်ဆိုရမတွေ့ဆုံးလည်းမဟုတ်ပါဘူးဒီကရမတော့ဒါတွေကြောင့်ဖြစ်ရတာမဟုတ်ပါဘူးတဲ့ဒါတွေကိုသိနေမှာပဲတဲ့သူ့ကိုယ်ကြီးဝေဒနာကနှိမ့်ဆက်နေတယ်သူ့ကိုယ်ကြီးလည်းကိစ္စပြီးပြီလို့မှတ်ဒီပုဂ္ဂိုလ်ကရင်းနေလားဝေဒနာနှိမ့်ဆက်မှာနာနာတတ်ပြီးတော့နာရနှိမ့်ဆက်သွားမှာပဲလို့ယူထားတယ်သူကဒီကိစ္စပြီးပြီလို့ယူထားတယ်ရင်းနေကြလားဘယ်လိုယူထားတယ်လဲဒီကိစ္စကနာပါဒီတရားကိုသိချာနာပါအလုတ်ဆန်းပါလိမ့်မယ်ဒီဉာဏ်တော်ကိုသိချာရှင်းပြလိမ့်မယ်ပြီးတော့ဒီဉာဏ်နဲ့ဆက်လိုက်ဒါကလည်းဓမ္မတို့ဥပ္ပတိဒါနဲ့လူကိုယ်မှာရဲ့စကူးတာကဒီပြည့်စုံတဲ့လူမရှိလို့လည်းဆိုရတတ်စာမျိုးကဒီပြည့်စုံရဲ့လိုလည်းမဟုတ်ဘူးနော်ဘယ်လိုကြောင့်လဲဆိုဝေဒနာမခံမှုကတိုးတိုးကြအေးတယ်ဒီလိုကိစ္စပြီးပြီးပါကိုဒီလိုလည်းရွေးဒါလည်းကိစ္စပြီးပြီးပါဆင်မတော်ဓမ္မတို့ဒီဝေဒနာရဲ့ခံရတာခန္ဓာရဲ့ဝေဒနာရှိမလားအဲ့ဒါတို့ကိစ္စပြီးကြတယ်လို့ကမပြောတဲ့ဒုက္ခတွေမှာအချင်းဗဒဗာမရဲ့ဒီခန္ဓာကြီးကမဆွဲလမ်းမှုဆိုတဲ့တွေလည်းပါတယ်။ဘောကြလားဒီခန္ဓာကြီးလည်းမဆွဲလမ်းမှုတော့ရမ်းဖြစ်တာပဲဒါကလည်းကံကိုအနုပါတိဒေဝမိကံနဲ့တက်ကြည့်ကိုကိုယ်ဝင်ရတာပဲလို့သူစိတ်ကမှအရေးရှိဒါနဲ့ဒီလိုတော့မလုပ်ကြနဲ့ကွာဘုရားတောင်းမှန်းတယ်ရမှာလေဒီလိုတော့မလုပ်ပါနဲ့ကွာတော့မကြည့်မရှိမှလူကြီးငါကြီးနေပြီးဒီသေးရတယ်လို့ကျငါရှာဖို့နဲ့ပြောတော့အေးဒါဒီလိုဘုရားကမှာတယ်ဒါလည်းကြောင့်မဟုတ်ဘူးလေဒါလည်းကြောင့်မဟုတ်ဘူးလေသူကအသေးရင်းတဲ့ပုဂ္ဂိုလ်ဗျာရုပ်မကြရလားဒါရဲလားဘယ်လိုဒီကရဲပါလိမ့်သိစ္စာဒီပါဝေနာကမ်းရတာပဲစိတ်တယ်ဟုတ်လားခန္ဓာကြီးဆက်လာလို့ရှိရင်ဒီနိဗ္ဗာန်မှာသွားတာပဲအေးတာပဲတာဝိဇ္ဇာရှိကြလို့ဒီလိုရဲနေတာအသေးရတာမရှိဘူးတဲ့ခန္ဓာပေါ်လည်းဆုံးရှိဘောကြဒီလိုရတဲ့ဒီလိုတော့ဒါကြောင့်ဆရာရနေတယ်ဥပါဒံရနေတယ်မလက်ဘူးလားအဲ့ဒါဂရုစားပါဒါဂရုစားပါသူသေရတာဒီဓမ္မတွေအယံရတာလားဒီရှိပေါ်နေရောနေတိရပေါ်နေရောဒုက္ခနာပေါ်နေရောမစိုးဘူးဒီကမစိုးပါဘူးလို့ဝေဒနာလေးကျနေလို့ဒီကံတော်လေးနဲ့ရတာလဘာကလည်းဆိုပြီးဒီကဘာနဲ့နှီးပြီးတော့ဘယ်မလို့စိတ်ကြည့်တယ်မတူတာနဲ့ကြတယ်စံတော်ဘုရားဒီလိုတော့မကောင်းပါဘူးတဲ့ဒါနဲ့ဒီလိုဟာတွေပြောနေလို့ရှိရင်အပူပဲကွာတဲ့မင်းမေးကြတယ်တစ်ခုဆိုရင်မင်းကျန်ငါလည်းဖြစ်နေလို့ရှိရင်ဖြူပြီးတာပေါ့ကွာမေးတယ်ဗျာဒီလိုဖြစ်နေကြတယ်ပြောတယ်ဖြူမှာပေါ့
ကျွန်တော်တို့တွေဘုရားကြပြီဒီဓမ္မကိုဘုရားကြရနော်ဘုရားကြနေတော့ဒီလိုကြလိုက်တယ်ဆိုတော့ဒီဓမ္မတွေကဒီမျိုးလုံးကြီးရှိတယ်အဲ့ဒါမျိုးလုံးကရုပ်ကလေးလို့မှန်နော်ဒီမျိုးလုံးလေးကြည့်လို့ရှိရင်ကြည့်ရတစ်ခုတော့မကြည့်ရဘူးလားဒါကမျိုးလုံးရုပ်ဒါကကြည့်ရတစ်ခုပေါ့ဝိသုဒ္ဓိတစ်ခုနော်အဲ့ဒါအဲ့ဒီကြည့်လို့ဆိုကြရတယ်ဒီထဲမှာဇာနဲ့ကတွေ့လို့ရှိရင်အရင်ကလေးကတော့ကြည့်ကြည့်ပေါ်လို့လားဒါတစ်ခုတည်းဒါကမျိုးလုံးရုပ်ဒါကမြင်စိတ်ဒါကမြင်စရာကျမ်းမလားဒါကမဆုံးသေးဘူးမဟုတ်မှဆက်ပြောမှာဆိုရင်ဒီရင်တော့ရတယ်